KO နဲ့မရှုံးဘူးဆိုတဲ့တမ်လီဆိုလင်းကိုအမောက်သိပ်ပြီး bonus သိမ်းမယ်ဆိုတဲ့ရုရှားဖိုက်တာကောက်ထုံးရုရှားဖိုက်တာဒီမီထရီကောက်ထုံးကတော့လာမယ့်ပွဲမှာတမ်လီဆိုလင်းကိုလဲထိုးပြီးတော့ bonus ဒေါ်လာ9000အပိုင်းသိမ်းပိုက်သွားမှာဖြစ်ကြောင်းကြုံရလိုက်ပဲဖြစ်ပါတယ်။ The Silent Assassin လို့နာမည်ပြောင်းရထားတဲ့ကောက်ထုံးဟာနာမည်နဲ့လိုက်အောင်ကျွမ်းကျင်တဲ့လုံခြုံရေးသမားဖြစ်ပါတယ်။သူဟာတမ်လီဆိုလင်းရဲ့အလဲထိုးနဲ့မရှုံးမှုတဲ့ဂုံပုတ်ရိုက်ချိုးပြခြင်းနေတာဖြစ်ပါတယ်။ဒီကိစ္စနဲ့ပတ်သက်ပြီး One Championship နဲ့ interview မှာကောက်ထုံးကအခုလိုဆိုပါတယ်။ပွဲတစ်ပွဲကိုစောစောဖြတ်တာကျွန်တော်တို့အရေးကြီးပါတယ်။ကျွန်တော်ပွဲတိုင်းကိုလဲထိုးဖို့အတွက်ပဲရည်ရွယ်ကစားတာပါ။ဒီမှာကစားနေ fighter တိုင်းဟာစာဝန်နေအတွက်စူးစမ်းနေရတယ်ဆိုတာအားလုံးလည်းသိပါတယ်။သူတို့မှမိခိုနဲ့မိသားစုရှိပါတယ်။ဒါကြောင့်လာမယ့်ပွဲကိုကျွန်တော်လဲထိုးနဲ့နိုင်ချင်ပြီးတော့အဲ့ဒီ bonus ဒေါ်လာ9000သိမ်းပိုက်ချင်ပါတယ်။ကျွန်တော်သိပါတယ်ဆိုလင်းက1မှာလဲထိုးနေလည်းမရှုံးပါဘူး။ကျွန်တော်တို့ကဒါစိန်ခေါ်မှုတစ်ရက်ပါပဲ။ဆိုလင်းကလဲထိုးဖို့တဲ့ပထမဆုံးကစားမှကျွန်တော်ဖြစ်ချင်ပါတယ်။ဒီပွဲက bonus ရဖို့အတွက်အခွင့်အရေးကြီးမှတဲ့ပွဲမျိုးပါလို့ဆိုသွားခဲ့တာဖြစ်ပါတယ်။ကောက်ထုံးကဆိုလင်းလို့ကစားမမျိုးအမောက်သိမ့်နိုင်မယ်လို့ယုံကြည်နေတာဖြစ်ပါတယ်။ဒါပေမဲ့ဆိုလင်းကလည်းနှစ်ပွဲဆက်ရှုံးနေထားကြအောင်နိုင်ပွဲလိုအပ်နေခဲ့တာပါ။သူကလည်းလာမယ့်ပွဲကိုလဲထိုးနဲ့နိုင်လိုကြောင်းခုလိုမျိုးဆိုထားခဲ့ပါတယ်။နေကင်နဲ့အင်တာဗျူးမှာဆိုလင်းကဒီပွဲတော့ကျွန်တော်အကောင်းဆုံးနဲ့အကောင်းဆုံးဖြစ်ဖို့ပြင်ဆင်နေပါတယ်။ဘာလို့လဲဆိုတော့အစအရင်ပွဲတွေတုန်းကရလာမကောင်းပေါ့နော်။ဒီပွဲတော့ရလာကောင်းအောင်လည်းပြန်လုပ်မယ်ကျွန်တော်ကိုလည်းအစွမ်းကိုလုပ်မှာပေါ့။ဒီပွဲအကောင်းဆုံးနဲ့ဖြစ်အောင်လုပ်မယ်အနိုင်ရရှိအောင်လည်းကြိုးစားပြီးတော့ထိုးမယ်လို့လည်းပြောချင်ပါတယ်။ကောက်ထန်ကလဲထိုးပါဝါရှိရဆိုကျွန်တော်လည်းခံနိုင်ရှိပါတယ်။ဒီပွဲကိုကျွန်တော်ပြက်သားပဲကစားမယ်။ရှုံးတော့မှပြက်သားနဲ့ရှုံးမယ်။နိုင်လည်းအဲ့လိုမျိုးလဲထိုးနေပဲနိုင်ချင်ပါတယ်။အမှတ်နဲ့ဆုံးဖြတ်တော့ကျွန်တော်မလိုချင်ပါဘူး။ဒီပွဲကိုပြက်သားနဲ့နိုင်တာပဲကျွန်တော်လိုချင်ပါတယ်။ပရိသတ်တွေတော့မက်ဆီကတော့ကျွန်တော်အားပေးနေပရိသတ်တွေဒီပွဲကတော့ကျွန်တော်တို့အရေးကြီးဆုံးပွဲဖြစ်တယ်။အကောင်းဆုံးပွဲလည်းဖြစ်တယ်ဆိုတော့ကျွန်တော်စွမ်းကုန်ကြိုးစားမယ်ပြီးတော့အားပေးကြတဲ့မိဘညီကောင်မောင်နှမတွေရောထိုင်းမှာရှိတဲ့ပရိသတ်တွေကိုကျွန်တော်အရန်ကျေးဇူးတင်တယ်အကောင်းဆုံးကြိုးစားမယ်လို့ပြောချင်ပါတယ်ဆိုပြီးတော့ပြောခဲ့တာဖြစ်ပါတယ်။ One Championship ကပြီးခဲ့တဲ့ကြာသပတေးနေ့မှာကို4ချိန်ဝေးချိန်မှုနဲ့ hydration test ရေဓာတ်စစ်ဆေးမှုတို့ပြုလုပ်ခဲ့တာပါ။ဝေးချိန်မှာဆိုလင်းဦးဘိုင်ဂရတီနဲ့ဒေကိုရီဆို3မှာရေဓာတ်မအောင်ခဲ့ပဲပြန်မဲ့ fighter နဲ့ဝင်းညီထိုးရတော့မှာဖြစ်ပါတယ်။ဒါဆိုလင်းဦးအတွက်ဆိုရင်တော့နှစ်ပွဲဆက်တိုက်ရေဓာတ်မအောင်ခဲ့တာပဲဖြစ်ပါတယ်။ဝေးပါပို့ခဲ့တာပါ။နှစ်ပွဲစလုံးဖြစ်စဉ်အတူတူပါပဲ။ဆိုလင်းက10ရက်နေ့စနေနေ့မနက်မှာကျင်းပမဲ့ 159မှာရုရှားဖိုက်တာဒီမီထရီကောက်ထုံးနဲ့ဘန်နန်ဝိတ်တန်းကစားမှာပါဘန်နန်ဝိတ်က145ပေါင်ထိပဲခွင့်ပြုထားဖြစ်ပြီးတော့ဆိုလင်းကရေဓာတ်မစစ်မီဝိတ်က144.5ပေါင်ထိရှိနေပါဝိတ်မှာအောင်မြင်ရေဓာတ်ပြောင်းလောက်အောင်မှာတော့ဝိတ်ကဗလိုက်ကျော်သွားတော့တာဖြစ်ပါတယ်ဆိုလင်းအနေနဲ့၄ကစူးစမ်းခဲ့ရပြီးတော့ရေဓာတ်အောင်မြင်သွားတဲ့ဝိတ်က149.5ပေါင်ထိရောက်သွားတာဖြစ်ပါတယ်ဆိုလင်းရဲ့ပြိုင်မဲ့ဖြစ်တဲ့ကောက်ထုံးကတော့ဝိတ်ချင်မှာရောရေဓာတ်ဆရာမှာရောအစင်ပြေချောမှုနဲ့ပဲအောင်မြင်သွားခဲ့တာပါဒါကြောင့်ဆိုလင်းအနေနဲ့149.5ပေါင်ကတ်ချွိတ်တန်းမှာညှိထိုးလိုက်ရတာဖြစ်ပါတယ်ဆိုလုံးနေတဲ့သူ့ရဲ့ထိုးကြည့်တဲ့ဒစိတ်ပိုင်းကိုခွဲပြရတော့မှာဖြစ်တယ်လို့ဘောနပ်လည်းမရနိုင်တော့ပါဘူးဆိုလုံးကပြီးခဲ့ဆက်ဆန်နဲ့ကစားခဲ့တဲ့ပွဲတော်မှာလည်းခုလိုမျိုးပဲဝိတ်ဝင်ပြီးတော့မှရေတန်းမောင်နဲ့ပြဿနာကိုကြုံခဲ့ရတာဖြစ်ပါတယ်ဆက်ဆန်နဲ့ပွဲမှာဝိတ်ကြော်ခဲ့တာနဲ့ပတ်သက်ပြီးတော့ပွဲပြီးဆိုလုံးကခုလိုမျိုးရှင်းလင်းချက်ထုတ်ခဲ့ပါတယ်သူတို့နဲ့တမတ်ဝဲကိုကြော်ဖို့နေတာပြည့်ဖို့တော့ဝိတ်လိုခဲ့ကြောင်းဒါပေမဲ့ရေတန်းမောင်နာကြောင့်ရေသုံးလေးဘူးတောက်လိုက်ပြီးတော့ဝိတ်ကလိုနေရာကနေကြော်ပါသွားခဲ့ရကြောင်းပြောခဲ့တာပါရေတောင်များတာလည်းပွဲစီစဉ်တွေကတိုက်သူတောက်ခဲ့ရတာလို့ဆိုပါတယ်ဆိုလုံးရဲ့ပြောဝင်ရမှာဖိုက်တာရဲ့1 championship ရေတန်းစင်ဒီသဘောတဘာဝကိုတေးချာနားလေဖို့လိုအပ်နေပြီဆိုတာမြင်နိုင်မှာပါဆိုလိုပဲလဲထိုးမလားကော်ထိုးမယ်အမောက်ကင်မလားဆိုတာလာမယ့်ပွဲမှာတွေ့ရမှာဖြစ်ပါတယ်